ပိုကီမွန်နဲ့စိတ်ကြိုက်ဖမ်းလို့ရတဲ့ Safari Zone ကို S တို့ရောက်လာနိုင်ခဲ့ပြီလို့ထင်နေပေမဲ့ပိုကီမွန်ထိန်းသိမ်းရေးဆောင်တစ်ခုမှပဲရှိနေသေးတဲ့အတွက်ပိုကီမွန်ဖမ်းဖို့လုံးမိလိုက်တဲ့ S တယောက်လည်းအဖမ်းခံနိုင်ရပါတယ်ပိုကီမွန်ဖမ်းဖို့လုံးမိလိုက်ုံနဲ့ပြစ်မှုကတင်းတင်းမောမောလေးမဟုတ်တဲ့အတွက်ပိုကီမွန်ထိန်းသိမ်းကာဝေးရေးမှာတာဝန်ကျနေတဲ့ Ranger Jenny ကတော့ S ရဲ့မျက်ခွက်ကိုကြည့်လိုက်ုံနဲ့တမင်ရွေချက်ရှိလှုပ်ထားတာမဟုတ်တဲ့အတွက်ဝန်နီလောက်နဲ့ပဲသတိပေးလိုက်ပါတယ်အဲ့ချိန်ပိုကီမွန်ဖမ်းဖို့လုပ်နေတဲ့တခိုးဖွဲ့ကို Radar ကနေတီးလိုက်ရတဲ့အတွက် Ranger Jenny ကိုကျေးဇူးပြန်ဆက်တဲ့အနေနဲ့သူတို့ပါကူညီပေးဖို့လိုက်သွားလိုက်ပါတယ်ပိုကီမွန်ခံကတ်စကန်အုပ်ကိုဖမ်းဖို့လုပ်နေတဲ့အဖွဲ့ကတော့ပြဿနာအဖွဲ့တီနိုကက်ပဲဖြစ်နေပြီး Ranger Jenny တို့ရောက်လာတဲ့အချိန်တီနိုကက်အဖွဲ့ကဖမ်းဖို့ပြင်ဆင်ပြီးနေပြီဖြစ်တဲ့အပြင် Rocket ရဲ့ပောက်ကွဲမှုကြောင့်လည်းထိတ်လန့်သွားတဲ့ Gangascan အုပ်က Ranger Jenny တို့ကိုအမဲဖြတ်ဖို့ဦးတည်လာနေပါတယ်ဒါပေမဲ့အင်ဂျင်ပူတဲ့တီနောက်ပြန်မောင်းယူလိုက်ရတာကြောင့်အစီအမြေသွားပြီးခုနကပြစ်လိုက်တဲ့ Rocket ကလည်းတီနိုကက်ရဲ့ထောင်ချောင်းတစ်ခုပဲဖြစ်တဲ့အပြင် Gangascan အုပ်ကလည်းတီနိုကက်ရဲ့ပြောင်ပြောက်တဲ့ထောင်ချောင်းအောက်မှာကြက်ကလေးဖမ်းသလိုအဖမ်းခံလိုက်ရပြီးဖြစ်ပါတယ်အဲ့ချိန်တာဆန်ပေါက်စားကရောက်လာပြီး Gangascan အုပ်မိနေတဲ့ထောင်ချောင်းကနေကေထုတ်ပေးလိုက်က Gangascan အုပ်ကိုဖမ်းမလို့တဲ့တီနိုကက်အဖွဲ့ကိုဆုံးမဖို့ Trainer တို့လိုအမိပေးနိုင်တဲ့တာဆန်ပေါက်စားကြောင့် S တို့လည်းနားမလည်နိုင်ဖြစ်သွားကြပါတယ်တိတ်မကြခင်ပဲတာပြုတ်ရှာပွန်တော့ထွက်လာကြတဲ့လင်မြန်းနှစ်ယောက်လည်းရောက်လာပါတယ်သူတို့ရဲ့သားထွန်မီကအသက်3နှစ်ရွယ်မှနေပိုကီမွန်လေးလာရေးခီးထွက်ရင်မတော်ဆမှုတစ်ခုကြောင့်ပိုကီမွန်ထိန်းသိမ်းဆောင်တနေရာမှာပျောက်ဆုံးသွားတာဖြစ်ပါတယ်ထွန်မီအသက်ရှင်သေးရဆိုတဲ့သတင်းကြားတာနဲ့ဒီကိုရောက်လာခဲ့တာဖြစ်ပေမဲ့ထွန်မီရဲ့ဓပုံကိုပြလိုက်တဲ့အချိန်မှာတော့ Ranger Jenny လည်းချက်ချင်းခေါင်းညှိလိုက်ပြီး S တို့တငယ်ချင်းတွေလည်းထွန်မီရှာပွန်တော့ထွက်လာကြပါတယ်လမ်းမှာလည်း Gangascan ကလေးဒဏ်ရာရထားတာကြောင့်ပိုကီမွန် breeder ဖြစ်တဲ့ Bro ကပဲဖြည့်ရှင်းပေးလိုက်ပြီးဒါပေမဲ့တာဆန်ပေါက်စားထွန်မီကတော့ဝင်တားလိုက်ပါတယ် Misty လည်းဝင်ဖြည့်ရှင်းပေးဖို့လုပ်ပေမဲ့လူလားပိုကီမွန်လားမခွဲတတ်တဲ့တာဆန်ပေါက်စားနေတော့စတင်ညှိနေကြပြီးအဲ့ချိန်ထွန်မီရဲ့မိဘတွေလည်းရောက်လာပါတယ်ထွန်မီကိုဖြည့်ချောင်းကိုယ်စီအကုန်ရှင်းပြနေပေမဲ့လေထွန်မီအသက်3နှစ်အရွယ်မှာတည်းက Gangascan မိသားစုရဲ့ပြုစုမှုအောက်မှာကြီးပင်းလာတဲ့အတွက်ထွန်မီရဲ့မိဘအစ်စ်ကိုမမှတ်မိတော့တာဖြစ်ပါတယ်ထွန်မီရဲ့အဖေကတော့မှတ်ညံကိုအစကနေပြတ်စားဖို့လုပ်ပေမဲ့အဲ့ဒါကထွန်မီကိုဒီတက်ပိုတွေးဝါးစီတာကြောင့်ထွန်မီရဲ့မိဘတွေကလည်းအခက်တွေ့နေရတာဖြစ်ပါတယ်အဲ့ချိန်တကိုးဖွဲ့ကပိုကီမွန်ထက်ခိုးဖို့စ조사နေရဆိုတဲ့သတင်းကြားတာနဲ့အတင်းပြေးထွက်လာပြီး S တို့တငယ်ချင်းတွေလည်းကူညီဖို့လိုက်လာလိုက်ပါတယ်ဒီတစ်ချိန်တီနိုကက်က Gangascan အုပ်ကိုပုံလူစေးရုံနဲ့လှည့်စားပြီးဖမ်းဖို့စီစဉ်ထားတာဖြစ်ပါတယ်အဲ့ဒါကို Gangascan အုပ်ရဲ့ခေါင်းဆောင်ကရိတ်မိလိုက်တာကြောင့်ဝင်တားပေမဲ့မရသွားပဲစကားနားမထောင်ပဲအရှိတိုးမိလိုက်တဲ့ Gangascan အုပ်ကတော့တီနိုကက်ရဲ့ထောင်ချောက်ထဲရောက်သွားပြီးအပိုင်သိမ်းဖို့စတင်လှုပ်ရှားပါတယ်ဒါပေမဲ့အဲ့လိုအဖြစ်မခံနိုင်တဲ့တာဆန်ပေါက်စားကအချိန်ဝင်ဆွဲပေးပေမဲ့တီနိုကက်ရဲ့ Rocket တွေနဲ့ကိစ္စမတုံးသွားအောင်ပဲရှောင်ပြလိုက်ရပါတယ်အဲ့အချိန် S တို့ဖွဲ့ကအချိန်မီရောက်လာကြပြီးပိုကီမွန်ခိုးဖို့လုပ်နေတဲ့တီနိုကက်အဖွဲ့ကိုကင်တွယ်ဖို့ဘိုဘိုဆောရဲ့ဗိုင်းဝင်းနဲ့ချုပ်လိုက်ပြီး Square တို့ရဲ့ Score Bet နဲ့အဆုံးသတ်ဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့အလုံးမဖြစ်သွားပဲတာဆန်ပေါက်စားဝင်ပြေးတဲ့အချိန်မှာလေအချီရလေးတစ်ခုတောင်ထင်အောင်မလုပ်ပြနိုင်သေးတဲ့အခြေအနေပဲဖြစ်ပါတယ်နောက်ဆုံးမျော်လင့်ချက်ဖြစ်တဲ့ပီကာကျူးချာမန်နာတက်တီးနဲ့အဆုံးသတ်ဖို့ပြင်ဆင်လိုက်ပါတယ်ပီကာကျူးရဲ့တနာရှော့နဲ့ချာမန်နာရဲ့ Flame တို့ကတိုက်ကွက်နဲ့ကတော့အလုံးမဖြစ်သေးပဲအဲ့ချိန်တာဆန်ပေါက်စားကစီတိုလောင်းနဲ့အဓိကနေရာကိုထိထိမိမိပြချနိုင်လိုက်တဲ့အပြင်နောက်ဆုံးကြံရများတော့တဲ့အတွက်မိဘနှစ်ပါးကပဲရဲအိမ်နဲ့ဝေးတိုက်ပြီးစတေးကန်ပေးလိုက်ပါတယ်Gangascan အုပ်ကိုကဲတင်ဖို့စတေးကန်ပေးသွားတဲ့မိဘနှစ်ပါးကြောင့်ထွန်မီကဝေခွဲဖို့မလုပ်နေတော့ပဲခလေးပြငိုချလိုက်ပါတယ်ဒါပေမဲ့ထွန်မီရဲ့အဖေနဲ့မိကမသေးသွားပဲသူတို့ရဲ့သားထွန်မီရဲ့ဆန္ဒအတိုင်းသူတို့ပါ Gangascan မိသားစုဝင်တွေအဖြစ်နေသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ် Safari Zone ကိုဖြစ်ကျော်လာခဲ့ပြီးရတယ် S တို့တငယ်ချင်းတွေလည်းမြို့ပေါ်ပြောင်းလာကြပြီးခီးစင်တိုင်းတောထဲမှာပဲဖြစ်သလိုနေရတဲ့အတွက်အခုလက်ရှိမြို့ပေါ်ပြောင်းလာတဲ့အချိန်မှာတော့အသားပြားတွေဟော့တော့တွေနဲ့ဘိုက်ဖြစ်မဲ့အကြောင်းတွတ်ပြောရင်စန်နီမျိုးနဲ့ဆက်သွယ်ထားတဲ့တရားတစ်ခုစီရောက်လာကြပါတယ်မြေပုံထဲမှာတော့ဆောက်လုပ်နေစေဖြစ်ကြောင်းဖော်ပြထားပေမဲ့တရားပေါ်တက်ကြည့်လိုက်တဲ့အချိန်ကားလမ်းအတွက်ဆောက်လုပ်မှုမပြီးသေးတာကိုတွေးလိုက်ရပါတယ်စပိန်လမ်းအတွက်တော့ဆောက်လုပ်မှုပြီးစီးနေပေမဲ့10မိုင်လောက်ရှည်လျားတဲ့တရားကြီးကိုခြေကျင်သွားမဲ့ S တို့တငယ်ချင်းတွေအတွက်တော့အခက်တွေ့နေရပြီဖြစ်ပါတယ်စပိန်ဆိုင်ရှိရောက်တဲ့အချိန်မှာလေငေးကြီးနေရောလွယ်ပြီးဘာမှမတက်နိုင်ခဲ့ပဲနောက်ထပ်အကြံကောင်းတွေထုံးနိုင်မှုအတွက်လေပိုကီမွန်စင်နာစီရောက်လာကြပါတယ်ပိုကီမွန်စင်နာစီရောက်လာတဲ့အချိန်မှာလေအကြံကောင်းတစ်ခုမှမထွက်လာပေမဲ့တူနာပြီး join ရတော့ S တို့တငယ်ချင်းတွေကိုအကူညီလာတောင်းပါတယ်အကြောင်းကတော့တရားရဲ့တစ်ဖက်ချမ်းမျိုးဖြစ်တဲ့ဆန်နီမျိုးမှာပိုကီမွန်အတော်များများနေမကောင်းဖြစ်နေကြတာကြောင့်စေဝါအကူညီထောက်ပံ့မှုအတွက် S တို့တငယ်ချင်းတတိုက်လေ10မိုင်လောက်ဝေးတဲ့ဆန်နီမျိုးပိုကီမွန်စင်နာစီကိုပျော်ပျော်ကြီးစပိန်နဲ့ထွက်လာလိုက်ပါတယ်လန်ခီးမှာလေပြဿနာအဖွဲ့ကတရားစီကိုဖောင်စီရင်ချင်းကပ်လာနေပြီးတစ်ဖက်တရားအောက်မှာတော့ S တို့တငယ်ချင်းတွေလည်းခီးနားနေကြပါတယ်အဲ့ဒီနောက်စပိန်ခိုင်းကရောက်လာတာကြောင့် S တို့တငယ်ချင်းတွေနဲ့စတင်ညှိကြပါတယ်စပိန်ခိုင်းဘက်ကလူတစ်လေးတွေဖြစ်တဲ့ S တို့ကိုမိတ်ဆက်ခိုင်းနေတာကြောင့်နာမည်နဲ့လက်ပြနှုတ်ဆက်ပြီးပြေးဖို့ပြင်းပေမဲ့သူတို့ရဲ့မိတ်ဆက်နီအမှန်ကပိုကီမွန်တိုက်ပွဲလို့ပြောလိုက်ပြီးပိုကီမွန်တိုက်ပွဲဆိုတဲ့အတန်ကြားတာနဲ့အရန်တက်ကြွတတ်တဲ့ S တယောက်လဲစပိန်ခိုင်းရဲ့မိတ်ဆက်နီကိုကြည်နေနဲ့ကြီးလက်ခံလိုက်ပါတယ် Bro ကတော့ female bike ကထိုင်ရာနဲ့မိတ်ဆက်ကြည့်ပြီးမှအဆင်မပြေပဲအဲ့ချိန်စပိန်ခိုင်းခေါင်းဆောင်ချော်ပါကပိုကီမွန်တိုက်ပွဲအတွက်ကြောက်တော့အမျိုးသားဂိုလန်ကိုရွေးချယ်လိုက်ပါတယ် S ကတော့ဂိုလန်ကိုအပိုင်ပြေးမှုအတွက်တိရွက်အမျိုးသားဘိုဘိုစောကိုရွေးချယ်လိုက်ပါတယ်ပြိုင်ပွဲစားတဲ့အချိန် S ကချက်ချင်းနွယ်ကျိုးဗိုင်းဝင်းနဲ့တိုက်ခိုက်လိုက်ပေမဲ့ဂိုလန်ရဲ့ကြောက်တုံးကိုတော့ချစ်ရလေးတစ်ခုတောင်ထင်အောင်မလုပ်ပြနိုင်သွားပဲအဲ့ချိန်ဂိုလန်ရဲ့ target အတက်နဲ့တစ်ချက်တည်းအလဲတီးပြီးလိုက်ပါတယ် S ကလည်းဘိုဘိုစောကိုပြန်ခေါ်ပြီးရနဲ့သူ့ရဲ့ညာလယုံဖြစ်တဲ့ချာမင်နာကိုရွေးချယ်လိုက်ပြီးအမ်ဘာနဲ့တိုက်ဖို့လုပ်ပါတယ်ဒါပေမဲ့ထင်းသလိုအလုံးမဖြစ်သွားပဲပြိုင်ဘက်ဂိုလန်ရဲ့ကြောက်တုံးလိမ့်ချက်ရော့သရိုကိုပါရှောင်ပြလိုက်ရပြီးချာမင်နာရဲ့ flame သရိုဟာ fire spin တိုက်ကွက်နှစ်ခုနဲ့ကြောက်တုံးမျိုးသားဂိုလန်ကိုအပီပြင်းလိုက်နိုင်ပါတယ်ဒါပေမဲ့ target နဲ့ရတလောက်ဝင်တိုးလာတာကြောင့်ချာမင်နာလည်းအသေးအတန်ရှောင်ပြလိုက်ရပြီးစပိန်ကိုင်းဘက်ကတော့သူတို့ရဲ့မီးသွေးတုံးဂိုလန်ကြီးနဲ့လုံးနဲ့လိုက်သွားကြပါတယ်
အဲ့ချိန် female ဘိုက်ကထိုင်ရာက Pokemon တိုက်ပွဲတဲ့ကိုသူ့ရဲ့ Cloyster ကိုရွေးချယ်ပြီးဝင်လာပါတယ်။ Ash ကတော့ Pokédex နဲ့ Cloyster ရဲ့ကာထားတဲ့အခွန်ကတိုက်ခိုက်ရင်ဖွင့်ထားပြီးမှတိုက်ခိုက်တတ်တယ်ဆိုတဲ့ data ကိုရလိုက်တာကြောင့်ရွေးချယ်မှုလုပ်တော့မဲ့အချိန်ရီ Pokemon ချင်းတိုက်ဖို့ Misty ကဝင်လာပါတယ်။ Cloyster ကအခွန်မရှိတော့ရင်ဘာမှမဟုတ်တော့တာကိုသိတဲ့ Misty ကအခွန်မာကိုဖျက်ဆီးနိုင်ဖို့အကောင်းဆုံးဖြစ်တဲ့ Pokemon ကိုစိတ်ထဲကနေရွေးချယ်နေပြီးနောက်ဆုံးဆုံးဖြတ်ချက်ချပြီးတာနဲ့ Starmie ကိုရွေးချယ်တဲ့အချိန် Side ကမခေါ်ပဲထွက်လာပြန်တာကြောင့် Side နဲ့ပဲတိုက်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။ စပိန်ကိုင်းဘက်ကတော့ Side ရဲ့ဦးကြောင်အပြုတ်မှုတွေကြောင့်အကုန်ထားရီကုန်ပါတယ်။ Pokemon တိုက်ပွဲဆလို့ Side ရဲ့တိုက်ခိုက်မှုတွေကလည်းအကုန်တလွဲတွေကြီးဖြစ်နေပေမဲ့ Side ရဲ့မူအတက်နှစ်ခုကိုသုံးနိုင်ဖို့ခန်းစစ်အတိုင်းပဲထားဖို့လုပ်လိုက်ပေမဲ့ဦးကြောင် Side ကိုကြီးမနိုင်တော့တဲ့ Misty ကသူကိုယ်တိုင်ဝင်တိုက်ဖို့လုပ်နေတာကြောင့် Brock ကပဲဝင်တားလိုက်ရပါတယ်။အဲ့အချိန်ပြဿနာအဖွဲ့ကတောက်ကျိုးနဲ့ဆောင်ပုံးနဲ့ဝင်လာပြီးအရင်ကဒီတရားပေါ်မှာပဲနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့သူ2ယောက်ဖြစ်တာကြောင့်စပိန်ကိုင်းအဖွဲ့ကရင်းနှီးမိသားဖြစ်ပါတယ်။ Jesse နဲ့ Jane ကတော့သူတို့တွေကဂိုင်းနေမဟုတ်ပဲနာမည်ကျော်တီနော့ကအဖွဲ့တစ်ခုပဲလို့ပြောပြီး Jess နဲ့ Jane ခိုင်းတာဘာမှမစိုးလုံးမဲ့စပိန်ကိုင်းကြောင့် Ash တို့တငယ်ချင်းတွေလည်း Pokemon အခိုးမခံရဖို့အတွက်ထွက်ပြေးလာရပါတယ်။ Officer Jenny တို့အဖွဲ့ရောက်လာလို့သာကန်ကောင်းသွားခဲ့ရပြီး Officer Jenny ကတော့ Sunny မြို့ Pokemon Center စီသွားမယ်လမ်းတစ်လျှောက်သူကိုယ်တိုင်လုံခြုံရေးပေးချစ်ပေမဲ့အမှုကိစ္စတစ်ခုပေါ်လာတာကြောင့် Ash တို့တငယ်ချင်းတွေကပဲမှုန်တိုင်းကြတဲ့အချိန်မှာတော့ Sunny မြို့ Pokemon Center စီရောက်ဖို့အားမလျှော့နဲ့ဆက်ထွက်လာနေခဲ့ပါတယ်။အဲ့ဒါကိုတီနော့ကအဖွဲ့ကကြီးမိနေပြီးစပိန်ကိုင်းကတော့မှုန်တိုင်းကြားမှာတော့ Jess နဲ့ Jane ကနှစ်ခါတိတိစီးပြခဲ့မှုတဲ့အတွက်အဲ့ဒါကိုလက်တွေ့နေနဲ့ဘယ်လိုစီးရမလဲဆိုတာတင်ပြဖို့တောင်းဆိုလာတာကြောင့်သူတို့ရဲ့တိတ်ခါအရာပဲကြောက်ကြောက်နဲ့လက်ခံလိုက်ရပါတယ်။တစ်ဖက်တရားပေါ်မှာလေတင်းမောဖြတ်ဖို့အတွက်လမ်းကြောင်းယူလာတာကြောင့်တရားပြန်ကြဖို့စောင့်မနေတော့ပဲစေးရေးပေါ်လိုနေတဲ့ Pokemon တွေအတွက်မရမကဖြစ်ကြော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျိုးဆွဲတရားပေါ်ရောက်တဲ့အချိန်မှာလေတီနော့ကအဖွဲ့ကပါတက်လာပြီးနောက်ဆုံးခုံတဲ့အချိန်မှာလေတီနော့ကအဖွဲ့ကပဲခူတုံးလောက်ခံလိုက်ရတာကြောင့် Ash တို့ကအောင်မြင်မြင်နဲ့ဖြစ်ကြော်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့စပိန်ကိုင်းလီဒါချော်ပါကသူနဲ့စရင်ရှင်းဖို့စိန်ခေါ်နေတဲ့အတွက် Ash က Pokemon Center စီစေးဖို့သွားနေတာဖြစ်ကြောင်းပြောလိုက်တာကြောင့်စပိန်ကိုင်းအဖွဲ့လည်းအတွေးပြောင်းသွားပြီး Ash တို့တငယ်ချင်းတွေကို Sunny မြို့ Pokemon Center စီလိုက်ဖို့ပေးခဲ့ကြပါတယ်။နေမကောင်းဖြစ်နေတဲ့ Pokemon Shelter ကိုအချိန်မီကုသပေးနိုင်ပြီးတာနဲ့စပိန်ကိုင်းလီဒါချော်ပါနဲ့ Female Biker ထိုင်ရာကတော့ Ash နဲ့ Misty ကိုစစ်မှန်တဲ့ Biker တွေအဖြစ်အတိအမဲ့ပြုခဲ့ကြပါတယ်။ပြီးရင်တော့ Ash တို့တငယ်ချင်းတွေလည်း Sunny မြို့ကထွက်ခါလာခဲ့ကြပါတယ်။ဒီနေ့ကတော့အပိုင်း22ဖြစ်ပြီးအပိုင်း23ကိုနောက်နေ့တည်းမှာတင်ပြသွားမှာမို့လို့သဘောကျတယ်ဆိုရင် like share comment နဲ့အခြားပလက်ဖောင်းတွေမှာလည်း share ပေးခြင်းဖြင့်ကူညီပေးသွားလို့ရပါတယ်ကျွန်တော်ဗီဒီယိုကြည့်ရှုရတဲ့မှာ Wi-Fi နဲ့ကြည့်ရှုနေတဲ့ညိုကီတွေညမီတွေရှိရင် US နိုင်ငံရွေးလို့ရတဲ့ VPN လေးနဲ့ခန်းကြီးသွားဖို့တောင်းဆိုချင်ပါတယ်